မြန်မာငွေကျပ်2500ကျပ်ရှိုံနဲ့ City Map မှာဈေးကြီးပေးဝယ်နေရတဲ့တခွားသီးပီကယ်လုံနီးကိုကျွန်တော်ဒီနေ့ညဝေပေးခြင်းပါတယ်။ TikTok တစ်ခွင်မှာနိုင်ငံသားတွေခဏခဏစားပြနေတာမလို့ကျွန်တော်လည်းစားကြည့်ချင်တာမို့အိမ်မှာကိုယ်တိုင်လှူစားပြစ်ခဲ့တာပါ။ပထမဆုံးဈေးရဝယ်လာတဲ့တခွားသီးတစ်ထောင်ကိုဟောဒီလိုမျိုးရေစင်အောင်ဆေးကြောပေးရပါတယ်။ရေဆေးပြီးရင်တော့အစီးတွေထွက်သွားအောင်ဟောဒီလိုတခွားသီးရဲ့ဖင်နဲ့ခေါင်းချမ်းလေးကိုထိပ်ပိုင်းလေးတွေဖြတ်ပေးရပါတယ်ခင်ဗျ။ဒီနီးလန်းလေးကမဖြစ်မနေလုပ်ပေးရပါမယ်နော်။နှုတ်မို့စင်အစီးလောင်တက်လို့ပါခင်ဗျ။တခွားသီးကိုကိုလိုချင်တဲ့အနေထားလေးတွေကိုလည်းလှီးလို့ရတယ်လို့ကျွန်တော်အခုပြသလိုမျိုးလည်းဒေါင်းလိုက်လေးတွေလည်းလှီးလို့ရပါတယ်ကျွန်တော်ကတော့ဒီလိုမျိုးဒေါင်းလိုက်လေးတွေလှီးဖြစ်ခဲ့ပါတယ်အိမ်မှာအချင်းစိန်မို့ဖန်ပလင်းရှိရင်တော့အကောင်းဆုံးပါဗျာကျွန်တော်ကတော့ရှိတဲ့ဒီကော်ပလင်းကိုပဲအသုံးပြုခဲ့ပါတယ်ပြီးရင်အစင်းသင့်လှီးထားတဲ့ဒီတခွားသီးလေးကိုညီညီစီစီလေးထည့်ပေးတော့ပိုပြီးကောင်းပါတယ်ကျွန်တော်ကတော့ထည့်ဖို့မညီတော့စောင့်ထည့်လိုက်ပါတယ်အချင်းစိန်မို့ပါဝင်ပစ္စည်းအနေနဲ့ကတော့ရင်နှောက်ခတ်ကိုအချိုးကျညီစွာထည့်ပါတယ်နောက်ထပ်အနေနဲ့ဈေးကနေ1500နဲ့ဝယ်လာတဲ့ Avet Vinegar ကိုကျွန်တော်နှစ်ခွက်ထည့်ပါတယ်အိုင်ဝရင်းစားဖြစ်ကြိုက်တဲ့စားဖြစ်ကိုဟောဒီလိုမျိုးစားတဝက်ထည့်ပေးရပါတယ်အမွေးနှံ့တာအနေနဲ့ဆလန်ချိုခေါ်ရီယန်ဒါစတာတွေကိုထည့်လို့ရတယ်လို့ကျွန်တော်ကတော့ဒီငွေကောင်းမှုကိုပဲထည့်ကြည့်ခဲ့ပါတယ်နောက်ထပ်တတိထားမယ့်အချက်ကကျွန်တော်လိုမျိုးတကြားကိုခွက်တဝက်မထည့်ပဲနဲ့ခွက်အပြည့်ထည့်ရင်ပိုကောင်းမယ်လို့ကျွန်တော်ပြောချင်ပါတယ်နောက်ဆုံးအနေနဲ့ကအိမ်မှာရှိတဲ့မီးဖိုချောင်တွေကကြက်သွန်ဖြူလေးတွေကိုခွာပြီးတော့နှစ်ချမ်းချမ်းပါမယ်နောက်ဆုံးအဆင့်အနေနဲ့တခွားသီးချင်စိန်ထားတဲ့ဘူးတဲ့ကိုကြက်သွန်ဖြူတွေထည့်ပြီးတော့ဟောဒီလိုမျိုးလေးလုံးပိတ်နေတဲ့2နိုင်ကြာထားပြီးရင်တော့မြန်မာငွေ2500နဲ့ City Map မှာတောင်းချီပေးဝယ်နေရတဲ့တခွားသီးပစ်ကယ်လေးရပါပြီနော်